ဒါ effect tower တိုင်ကြီးကိုထိနေတာပေါ့နော်ထိကြည့်နေတာပေါ့ဓာတ်တွေယူနေတာပေါ့ဘာဓာတ်လဲတော့မသိဘူးတော်လို့လို့တယောက်တည်းဖြစ်နေတဲ့လူတွေကတော့ထိကြံတာပေါ့နော် First floor. Yes, just. first floor ဓာတ်လေကားကြီးတဲ့9မိနစ်ကြီးကတော်တော်ကြာတဲ့အနေထားကြီးတစ်ခုပေါ့နော် It's raining right now I think Yeah, raining. Excuse me how can I hire This way. this way Yes. yeah thank you merci beaucoup we don't need to wait we go Yeah. we can go directly yeah And now. I think we can go there is a security another security checkpoint ဒါကြောင့်ပထမဦးဆုံး Eiffel Tower ရဲ့ first step ပေါ့နော်ပထမဦးဆုံးခြေလမ်းကိုစလမ်းမှာဖြစ်ပါတယ်ခြေလမ်းမှာပထမဦးဆုံး yes yeah wait ဒါတော့ကျွန်တော်တို့ Eiffel Tower ရဲ့လှေကားတွေပါကင်ကြည့်ပါမယ် what the fuck တလေကားကြီးနဲ့တက်တဲ့လူတွေပေါ့နော် oh my god Eiffel Tower ဒီလိုတက်ရပါတယ်ထိတ်ဆုံးရအောင်တက်မှာပေါ့နော် Eiffel Tower တက်နေတာဖြစ်ပါတယ်Yeah. Wait. ဒုတိယထပ်လောက်ထိကိုပေါ့နော်လေကားက300ရှိပါတယ်တဲ့ဒါပြောတာပေါ့နော်လေကား300ဆိုတာနဲတာတော့မဟုတ်ကျွန်တော်ဗန်မလောက်မတက်ရသေးမောနေပြီပေါ့နော် Oh my god You can pop. Are you tired Yes. Only there. No. 300 steps Yes. Oh my For god the first floor. Yes, just. first floor Yes. I think it's for second floor No. well it's first floor for 300 stairs I don't know about for the second floor oh my god nice views 150 more. we finish half 150 more we have to climb oh my god ကျွန်တော်ပထမဦးဆုံး floor ကိုရောက်တာပေါ့နော်ပထမဦးဆုံးထပ်ပါ oh my god Paris တစ်မျိုးလုံးဒါမြင်ရပါတယ်ပေါ့နော် La Défense, le Sacré-Cœur. Le Sacré-Cœur. yeah Je n'aime. ဒါပထမဦးဆုံး floor ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်ဒုတိယ floor ရောက်မှကျွန်တော်ထပ်ရိုက်ပြမယ်ပေါ့ဒါ Eiffel Tower တိုင်ကြီးကိုထိနေတာပေါ့နော်ထိကြည့်နေတာပေါ့ဓာတ်တွေယူနေတာပေါ့ဘာဓာတ်လဲတော့မသိဘူး oh my god ဒါဒီလိုကြီးစောင်းနေတဲ့တိုင်ကြီးပေါ့ကျွန်တော်ထိပြတာပါကျွန်တော်ငငယ်ရဆိုအဲ့လိုမျိုးတချို့ blogger တွေသွားပြရင်ထိကျင်တာတွေ့ရမှာပစ္စည်းရောပြတဲ့တစ်ခုရောက်ရင်ပစ္စည်းတစ်ခုကိုထိလိုက်ရမှာရတာတွေ့ရဒါကြောင့်ဒီမှာမှန်ပြောင်းနဲ့ကြည့်လို့ရတယ်ပေါ့နော်ကြည့်ကျင်ရသူက2ယူရို1ယူရိုပေးရတယ်ပေါ့နော်ဒီမှာမှန်ပြောင်းနဲ့ပထမထပ်မှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မကြည့်တော့ပါဘူးချစ်သူတွေအတွက်လှုပ်လို့ရတယ်ဆိုတဲ့ဟာကြီးပေါ့နော်ဒါ Eiffel Tower ပေါ်မှာလောက်တာပေါ့နော်ဒါပထမထပ်မှာလောက်တာဒါဒုတိယထပ်မှာတတိယထပ်ပါပေါ့တတိယထပ်တိရောက်နိုင်ဒီကလှုပ်လို့ရတယ်ပေါ့နော်ဒီမျိုးလှည့်ပြီးတော့ချစ်သူလေးလောက်တာပေါ့နော်ပထမထပ်မှာကျွန်တော်တို့2ယောက်ရှောက်ပတ်ပြီးကြီးခဲ့ပါတယ်ဒါတွေကတော့ Eiffel Tower နဲ့ပတ်သက်တဲ့အမှုပညာတွေပါဒါကတော့ကျွန်တော် Eiffel Tower နဲ့ပတ်သက်တဲ့ movie ပေါ့နော် Any movie, movie, all. It's a movie. I don't know. We will see. Now we are continue second floor, and now we are tired. After the second floor, there is an elevator for free. We can use that. Oh my god. Oh my god, there is more stairs. What a second floor ရောက်လာပြီပေါ့နော်
ဒီကနေစပြီးကျွန်တော် elevator စီးလို့ရပါတယ်ဒါ second floor ပါမြင်ကွင်းကကိုလှနေရပေါ့နော်ကျွန်တော်တို့ဒီ second floor မှာပေါ့နော်စားသောက်ဆိုင်နေဟုတ်ပါဘူးစားသောက်ဆိုင်မှုပေါ့ပစ္စည်းရောင်းတဲ့ဆိုင်နေစားသောက်ဆိုင်ရှိတယ်ဒီမှာအေးတွေပဲတောက်လို့ရတယ်ပေါ့နော်ဘယ်လောက်လဲဆိုတော့ sandwich တစ်ခုကို4000ကျွဲရှိပါတယ် sandwich သေးသေးလေးတစ်ခုပေါ့နော်ပိုင်းလည်းရှိပါတယ်တီးပေါက်လာပေါ့နော်ပေးရထမ်းပေးရလားမသိဘူး Is toilet free? Yeah, toilet free? How do you? Yes, yes, I think. Yes, yes. ဒီ second floor မှာပေါ့နော်ကျွန်တော်မုတ်ကြီးလဲစားလို့ရတယ်souvenir တွေလည်းဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်လည်း Eiffel Tower မှာတိပောက်ဘူးတွေရှိအောင်ဝင်ပေါက်ခဲ့ပါသေးတယ်ဘဝမှာဂုဏ်ယူစရာဘာရှိလဲမေးရင် Eiffel Tower ပေါ်တိသက်ပေါက်ဘူးတယ်လို့ကျွန်တော်ဖြေပါမယ်ထိတ်ဆုံးကိုသွားဖို့လမ်းလျှောက်တက်လို့မရပါဘူးအဲ့ဒါနဲ့ကျွန်တော်တို့နှစ်ယောက်တက်လေကားစီကိုသွားခဲ့ရပါတယ်We are waiting for the elevator right now. Yes, just 5 minutes. 5 minutes? Yes. Yes, the elevator to go to the top. It's just 5 minutes. 5 minutes elevator. Oh man, that's so long, man. 9 မိနစ်ပေါ့နော်စောင့်ရမယ်ပေါ့နော်အပေါ်တက်ဖို့တက်လေကားကြီးတယ်9မိနစ်ကြီးကတော်တော်ကြာတဲ့အနေထားကြီးတစ်ခုပေါ့နော်ဟဲ့ You okay, Mr. Damus? Yes, I am okay. Thank you. Very good. Annabelle, t'as fait 13 heures de vol avec 5 minutes for Regarde comme c'est beau, tu rates vraiment. တက်လေကားထဲမှာ9မိနစ်လောက်စီးခဲ့ရပြီးထိတ်ဆုံးကိုရောက်လာခဲ့ပါတယ် C'est incroyable. You can see the whole city top of the Eiffel Tower. Oh my god. Ah non mais la chaleur, même avec la chaleur, ça peut fondre. Donc on essaie de refroidir. ဒီရမ်းတိုက်ပါတယ်ပေါ့နော်။ရမ်းလည်းအေးပါတယ်။ပထမဆုံးထပ်ပေါ့နော်။ပုံမှာနည်းနည်းပဲရှိတော့တက်လို့ရတာမရတာတော့မသိဘူး။ဒီမှာဒီရမ်းတိုက်ပါတယ်။ Eiffel Tower ရဲ့ပထမဆုံးမြင်ဆုံးထပ်ပေါ့နော်။ကျွန်တော်ရောက်နေတာပါ။ဒီရမ်းတိုက်ပါတယ်။အေးလည်းအေးပါတယ်။ကျွန်တော်တို့ဒီအေးအနက်ရောင်ဝတ်ထားတဲ့သူကပေါ့နော်ဒီ Eiffel Tower ကြီးကိုစောက်ခဲ့တာပါဒီသူစောက်ဖို့အတွက်အချိန်ဘယ်လောက်ကြာဘာညာပြောနေရပေါ့နော် The name Gustave Eiffel. Gustave Eiffel he built ဒါကြောင့်သူတို့ဒီ Eiffel Tower လို့ပြောကြတာပေါ့နော်ဒီသပင်ဖြူနဲ့ဘဲရပါတော့အဲ့ဒါ Thomas Edison ဖြစ်ပါတယ်Thomas Edison ကဒီ Eiffel Tower ကိုလာသွားတာပေါ့နော်တကယ်ကမ္ဘာကျော်ဒါ Eiffel Tower ကြီးနော်Eiffel Tower ကြီးပေါ်ရှမ်ပိန်လာတောက်တဲ့အဖွဲ့ကလည်းတသက်ရှိပါတယ်။သူတို့ကရှမ်ပိန်ကို Eiffel Tower ထိပ်ဆုံးမှာဈေးကြီးပေးတောက်ပြီးစိန်နာခံကြပါတယ်။ရှမ်ပိန်တောက်ရင်အောင်မြင်မှုအရတာကိုခံစားပြီးပြန်သွားကြတာမျိုးပါ။ပုံမှာပေါ့နော်ရှမ်ပိန်တောက်ချင်ပေါ့နော်ဒီမှာဈေး price တွေပါ။ You wanna drink? No, it's okay for me. လက်ထပ်ခွင့်တောင်းတာပေါ့နော် काढना मला एक मोमेंट असतो तो व्लॉग मध्ये टाक माझ्या Eiffel Tower ရဲ့ထိပ်ဆုံးပေါ်မှာလက်ထပ်ခွင့်တောင်းနေတာပါကျွန်တော်ဟိုလက်စုပ်ပေးတာတော့ကျွန်တော်မသိလိုက်ဘူးเนาะအားကိုလက်ထပ်မလားပါညာလဲအဲ့အချိန်ကကျွန်တော်မရှိလိုက်ဘူးကျွန်တော်ဟိုဘက်ရောက်နေတော့เนาะအခုကကျွန်တော်လူတွေလက်ခုပ်ဝိုင်းတီးကြတာကျွန်တော်လာကြည့်တာပါဒါပထမဆုံးလက်ထပ်ခွင့်တောင်းတဲ့အတွက်ပါကျွန်တော်တွေ့ဘူးပါပြီအခုတော့နန်းနေကြပါတယ် Nasa accendere? ကျွန်တော်တို့လိုတယောက်တည်းဖြစ်နေတဲ့လူတွေကတော့ထီးကြံတာပေါ့နော်နေ့လည်ရောက်လာတော့ကျွန်တော်တို့နှစ်ယောက်ထိတ်ဆုံးကပြန်ဆင်းလာခဲ့ပါတယ်အစင်းကြရင်ဓာတ်လေကလက်ကားစီးလို့ရပါတယ်နေ့လည်စာကိုလည်း Eiffel Tower အောက်မှာအရသာရှိထိုင်စားပစ်လိုက်ပါတယ်Many.
ရှာလာတောင်းတဲ့ငလေးတွေကိုလည်းကျွန်တော်ရဲ့ပမုတ်တွေတော်တော်များများဖယ်ပြီးလဲကျွေးခဲ့ပါသေးတယ်ရန်ကုန်မှာဆိုလဲတလိษံတီးတွေအစာကျွေးရတာအရန်ကြိုက်တဲ့သူမလို့ပါ You can eat if you want ဒါကတော့လွတ်လွတ်လပ်လပ်နဲ့အပူပင်ကင်းစွာရှင်သန်စော်ကစားနေတဲ့ကောင်မလေးတယောက်ကိုချစ်လို့ရိုက်ထားခဲ့တာပါမြန်မာနိုင်ငံကမိဘတွေကိုအကြံပေးနေတာကလေးတွေကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပါလမ်းဘေးမီးပွိုင်မှာချိန်ထားတဲ့ချစ်သူတောကလောက်လေးတွေပါတော်တော်ချစ်စရာကောင်းပါတယ်ကျွန်တော်ဝယ်ခဲ့တဲ့ဆိုင်ထက်ဈေးသက်သာတဲ့ဆိုင်တွေ့တော့ဘူးတော်ဝယ်ခဲ့ပါတယ်ဒါကတော့လမ်းလေကောင်မှာလူတွေကိုပတ်စံလိုက်လိမ့်နဲ့မြင်းလည်ဖွဲ့ပါ Okay Friend, him. Yeah. Many 4-5 people win. That's why they pay money And tourists don't know it's a friend. He don't know. He see. Oh, Yeah, me too, He me lose. too. I don't know, you told me. He see. He lose. He's a friend. if you don't tell me I will do this Yes. အားလုံးမင်္ဂလာပါကျွန်တော်လာမယ့်2026 6လပိုင်းမှာဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကနေဟနွိုင်းမြို့ထိကိုမိုင်ပေါင်း1000ကျော်ပြေးဖို့ရှိပါတယ်ဂျော့ကင်ရိုက်ပြီးပြေးမှာပါတချို့အချိန်တွေကတော့ကျွန်တော်တို့လမ်းလျှောက်မှာပေါ့နော်ဒါပေမဲ့အချိန်တော်တော်များများကတော့ကျွန်တော်တို့ပြေးပြီးတော့သွားမှာဖြစ်ပါတယ်မြန်မာငွေ330နဲ့ရပ်ပေါင်း30ပြေးမှာဖြစ်ပါတယ်2024မှာကျွန်တော်တို့ဗီယက်နမ်နိုင်ငံသားတယောက်ကတောင်ပိုင်းကနေမြောက်ပိုင်းထိကိုရက်နဲ့ဆန်နဲ့စံချိန်ချိုးရပါတယ်တကဘာလုံးမှာသူတယောက်ပဲဒါချိုးရသေးရပါတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းပြန်ချိုးမယ်ပေါ့နော်ဒါပေမဲ့သူ့ဆန်ချုံတော့ကျွန်တော်တို့ချိုးမှာမဟုတ်ပါဘူးသူကတော့ဒါ professional ပြေးတဲ့လူဆိုတော့ကျွန်တော်တို့ကတော့ပုံမှန်ပြေးမှာဆိုတော့ရက်30နဲ့တော့လောက်မယ်ထင်ပါတယ်မိုင်ပေါင်း1000ကျော်ပေါ့နော်သူကတစ်နေ့ကိုမိုင်60ပြေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်နေ့ကိုမိုင်40သို့မဟုတ်50ပြေးဖို့စီစဉ်ထားပါတယ်ဒီတစ်ခေါက်ခီးစဉ်မှာဘာစီစဉ်ပေးထားလဲဆိုတော့ဆေးတွေပါတယ်လူပေးမဲ့လူပြီးရင်ကျွန်တော်တို့အထုပ်ပိုးတွေတည်ပေးမဲ့လူပါပါတယ်ခန္ဓာကိုယ်ကြီးပဲပြုံပေါ့နော်ဘာမှကျန်တာတွေတည်ပြမလို့ပါဘူးဖုန်းတွေပါလည်းလိုက်တည်ပေးမဲ့လူရှိပါတယ်ကျွန်တော်အလူငှားလာပါတယ် medical check လုပ်ပေးမဲ့သူလည်းပါတာဖြစ်တဲ့အတွက်လမ်းမှာတစ်ခုဖြစ်သွားလဲတိတ်ဆိုးရင်စရာမရှိပါဘူးဒါပေမဲ့ကျွန်တော်လူကြီးတော့ကန့်တက်ထားပါတယ်ကျွန်တော်အဲ့ခီးစဉ်ကိုဘယ်လောက်ထိတောင်စီစဉ်ပေးထားလဲဆိုတော့ပေါ့နော်ရေဘူးကင်မဲ့လူကအစကျွန်တော်တို့ပါပြီးသားပါအဲ့ဒီစံချိန်တစ်ခုကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ဒါချိုးဖို့အတွက်ကျွန်တော်ဘက်ကအများကြီးအားထုတ်ပြီးတော့လုပ်မယ်လို့စိတ်ကူးထားပါတယ်တကယ်လို့ဒီခီးစဉ်မှာလိုက်ပါဝင်ခြင်းနဲ့ဒီစံချိန်ကိုကျွန်တော်နဲ့အတူတူချိုးခြင်းနဲ့ဆိုရင်တော့ကြိုတင်စာရင်းပေးထားလို့ရပါတယ်ကျွန်တော်ရဲ့ personal account မှာပဲဖြစ်ဖြစ် Facebook page Messenger မှာပဲဖြစ်ဖြစ်စာရင်းပေးသွင်းလို့ရပါတယ်မြန်မာနိုင်ငံမဟုတ်လဲတခြားနိုင်ငံဆိုလဲပါဝင်လို့ရပါတယ်ဒါပေမဲ့သေချာတာတစ်ခုကတော့ကျွန်တော်3လပိုင်းနေရာ training စဆင်းရပါမယ်ကျွန်တော်တို့လူကြီးကကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်စာရင်းမပိတ်ပြီးတော့မြန်လေးတော့လာပြီးစာရင်းပေးဖို့တော့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖူးခတ်ခီးစဉ်တုန်းကလူတွေတော်တော်များများလာပြောကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကလူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်တချို့မပါဝင်လိုက်ရတဲ့လူတွေလည်းရှိပါတယ်။လူတိုင်းကိုကျွန်တော်အနေနဲ့ပါဝင်စေခြင်းလို့ပါ။ညဘက်ရောက်ရင်ကျွန်တော်တို့တန့်နေပါတယ်ထိုးပြီးတော့အိမ်မှာဖြစ်ပါတယ်။တခါတလေကျွန်တော်တို့ရေချိုးဖို့တွေပါတယ်။နားယူဖို့တွေပါတယ်လိုတယ်ဆိုလဲကျွန်တော်တို့တဲခိုကန်နေတဲပြီးတော့သွားကြမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်စံချိန်ကိုကျွန်တော်ချိုးသေးခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့သွားမှာဖြစ်ပါတယ်မိန်းကလေးတွေရောပါလို့ရလားဆိုတော့အနာကိုစတောင်းပြီးတော့အာကစားလိုက်စားတဲ့မိန်းကလေးဆိုလဲကျွန်တော်တို့ပါဝင်လို့ရပါတယ်ဒီခီးစဉ်မှာအရေးကြီးဆုံးကျွန်တော်ဘာတစ်ခုပြောချင်လဲဆိုတော့မလွယ်ပါဘူးကျွန်တော်တို့ဝါသနာကြီးနဲ့လည်းမရပါဘူးတကယ်စိတ်သက်လည်းကြမ်းခံရပါမယ်ပြီးသွားရင်တကယ်ကျုံနိုင်တဲ့သူတွေပဲဝင်ပါဝင်စေချင်ပါတယ်တကယ်လို့ခီးလန်တော့ဝက်လောက်ထိပဲကိုယ်လိုက်နိုင်တယ်ဆိုလဲလိုက်ခဲ့လို့ရပါတယ်တတ်နိုင်ဆုံးပေါ့နော်ကိုပြေးနိုင်တဲ့လောက်ပဲပြေးကြည့်မယ်ဘာညာဆိုလဲရပါတယ်လိုက်လို့ရပါတယ်လမ်းတစ်လျှောက်လုံးကတော့ကျွန်တော်တို့နာမည်ကြီးမျိုးတွေရဲ့ညာဈေးတွေဒါမှမဟုတ်ရင်ပွဲတော်တွေဒေသလိုက်အစားအစာတွေကျွန်တော်တို့ဖြတ်ပြေးပြီးတော့စားမှာဖြစ်ပါတယ် Forest Camp ရုပ်ရှင်ကကြည့်ဘူးရမလားအဲ Forest Camp နေရလို့ကျွန်တော်တို့မိုင်မောင်းထောင်ချီပြီးတော့ပြေးမှာဖြစ်ပါတယ်1100လား1200လားတော့မသိဘူးเนาะတော်တော်ပြေးရမှာပါအဲ့တော့6လပိုင်းကျရင်ကျွန်တော်နဲ့အပြိုင်ကျမ်းမဲ့သူတွေကိုကျွန်တော်စောင့်ကြုံနေပါတယ်